Hello မင်္ဂလာပါကျွန်တော်တို့ဒီပေါ့နော်ဒီဒေချန်ကွန်ချန်ကင်တင်းဘက်ကိုတွားခဲ့တဲ့ဟာလေးကိုဝင်မြပေးခြင်းလို့ပါဒီကောင်ကျတော့ကျွန်တော်တို့မတွားခင်ကျွန်တော်တို့နည်းနည်းတော့စားလိုက်တယ်ဝင်ပေါက်အောင်မသူကအထဲမှာတော့စားလို့မရဘူးသူအထဲကိုတွားရင်ဝင်ကြီးက1100ရှိရဗျ1100ရှိရပြီးတော့ပုံမှန်ဆိုကားလေးတွေနဲ့တွားလို့ရအဲ့နေရတော့ကားမရှိအဲ့ကားတဲ့အစီအစဉ်မရှိကားတွားတဲ့အစီအစဉ်မရှိလို့ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့တွေ့ရတဲ့အတိုင်းပဲဒီဟိုဟာလေးတွေပေါ့ setting လေးတွေပေါ့လုံးဝချန်ငင်ကားရိုက်တာတွေနန်းတွင်းကားရိုက်တာတွေအဲ့လိုစပိုးဆောင်ဘက်ကဟာတွေပေါ့နော်စင်အိုးကြီးတွေဟင်းချက်တဲ့ဟာတွေအကုန်လုံးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီမှာကျွန်တော်တို့ဓာတ်ပုံလေးရိုက်တယ်ဒါကကြတော့သူတို့နန်းတွင်းကမှတွေ့ရစာပတ်ခန်းလေးတွေဒါကကြတော့မြင်းစည်းတဲ့နေရာပေါ့နော်မြားပစ်တဲ့နေရာတော့အဲ့လိုနေရာမျိုးပါဒါကကြအတွင်းမိုင်းပေါ့နော်နန်းတွင်းကတော်တော်များများမှာပါတဲ့နေရာလေးတွေပါဒီနေရာလေးတွေကဒါကတော့ရွာအဝင်လန်းလိုနေရာမျိုးပေါ့နော်ရွာအဝင်လန်းဒီအိမ်တွေမျိုးတဲပေါ့ကိုရီးယားနန်းတွင်းကားတွေမှာပါတဲ့ပုံစံတွေဒါဆိုစင်ရသားအိမ်တွေဒီဘက်ကဆိုမိုးဦးတွေပေါ့အဝင်အဝပေါ့နော်မျိုးအဝင်အဝပေါ့တစ်မျိုးနဲ့တစ်မျိုးအဝင်အဝလိုပုံစံမျိုးလေးတွေပါအဲ့လိုမျိုးလေးအများကြီးကိုတွေ့ရပါတယ်ကျွန်တော်တို့သွားတဲ့ချိန်မှာလူကမရှိဘူးဗျအဲ့မှာကိုယ့်အဝတ်စားနဲ့ကိုနန်းနေဝတ်ဆောင်လေးစီစဉ်ပြီးသွားရင်တော့ပုံမိုက်တယ်ဥပအောင်အေးစစ်စစ်ရိုက်လို့ရတယ်ပေါ့နော်ဒါအပေါ်စီးကနေကြည့်ရတာဒါမြို့ပေါ့နော်နန်းနေကမှပါတယ်ဒါဆိုလို့ရှိရင်စောင်းချမြိုင်ဘက်ချမ်းပေါ့နော်အဲ့နေရာလေးအရန်လှပါတယ်ကျွေအိုးလေးတွေကျွန်တော်အဲ့နားမှာချန်ကင်ရဲ့ပုံရှိရဗျကျွန်တော်ရိုက်ခဲ့ဒီဗီဒီယိုထဲမှာမထည့်ထားလိုက်ဘူးပေါ့နော်အဲ့လိုသွားခဲ့ပါတယ်group photo လေးပါကျေးဇူးတင်ပါ